以为认为刮擦切狗类垃圾啊，以为和认为呢库斯隆哈听呢，ကိုယ့်ရဲ့ထင်မြင်ချက်ကိုပြောတဲ့အချိန်မှာသုံးတာဖြစ်ပါတယ်။ဒါမဲ့ဘလို့ကွာခြားလဲဆိုတော့ရည်ဝေကတော့ကိုအတိတ်မှာထင်ခဲ့တဲ့အကြောင်းအရာတစ်ခုဟာအခုလက်ရှိမှာမာရွနေမှန်းသိတဲ့အချိန်တွေမှာရည်ဝေနဲ့သုံးမှာဖြစ်ပါတယ်။我以为今天是星期天，原来今天是星期六。我以为ကျွန်တော်ထင်ခဲ့တယ်今天是星期天ဒီနေ့ကတော့တနင်္ဂနွေလို့ထင်တာ原来今天是星期六ဒီနေ့ကတော့တနင်္ဂနွေမဟုတ်ပဲစနေနေ့ဖြစ်နေတယ်ကျွန်တော်ထင်တာကတနင်္ဂနွေလို့ထင်တယ်ဒါမဲ့စနေနေ့ဖြစ်နေခဲ့တယ်ကိုထင်ခဲ့တာမှားနေမှန်းသိတဲ့အချိန်မှာရည်ဝေနဲ့သုံးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့我以为他不来了没想到他来了我以为他不来了没想到他来了သူမလာတော့ဘူးလို့ကျွန်တော်ထင်တယ်ဒါပေမဲ့မထင်မှပဲသူရောက်ရှိလာတယ်ရည်ဝေနဲ့သုံးမှာဖြစ်ပါတယ်နောက်တစ်ခုကတော့အချင်းချင်းအထင်လွဲမှားတဲ့အချိန်တွေမှာလည်းသုံးလို့ရပါတယ်ဥပမာဆိုလို့ရှိရင်我以为你生气了我以为你生气了我以为ငါထင်တာကတော့你生气了你စိတ်ဆိုးသွားပြီလို့ငါထင်ခဲ့တယ်တကယ်ဆိုလို့ရှိရင်တော့သူစိတ်မဆိုးဘူး我以为你生气了နောက်တစ်ခုကတော့认为ကတော့မိမိရဲ့ယူဆချက်ထင်မြင်ချက်ဆုံးဖြတ်ချက်တွေကိုအချက်လက်တစ်ခုပေါ်မှာအခြေခံပြီးမှပြောပြတဲ့အချိန်တွေမှာသုံးလို့ရပါတယ်认为ဥပမာဆိုလို့ရှိရင်我认为学习中文很有意思我认为学习中文很有意思我认为ကျွန်တော်ထင်တယ်学习中文တရုတ်စာလေ့လာတာက很有意思အရန်ကိုကျွန်တော်အတွက်အဓိပ္ပာယ်ရှိရလို့ယူဆတယ်ကျွန်တော်ထင်တယ်ပေါ့နော်နောက်တစ်ခုကတော့大家都认为这个办法很好大家都认为这个办法很好ဒီနည်းလမ်းကတော့ကောင်းတယ်လို့အားလုံးယူဆကြတယ်နောက်တစ်ခုကတော့大家都认为他是个好人大家都认为他是个好人လူကောင်းတရားဟုတ်တယ်လို့အားလုံးယူဆကြတယ်အားလုံးထင်ကြတယ်ဒါကတော့လူတွေရဲ့ထင်မြင်ချက်ကိုပြောတဲ့အချိန်မှာ认为နဲ့သုံးလို့ရပါတယ်နောက်တစ်ခုကတော့我认为他是对的我认为他是对的သူမှန်တယ်လို့ကျွန်တော်ယူဆတယ်我认为他是对的ရည်ဝေကတော့ကိုထင်တာမှားနေမှန်းသိတဲ့အချိန်တွေမှာရည်ဝေနဲ့သုံးမှာဖြစ်ပါတယ်认为ကတော့ကိုယ့်ရဲ့ထင်မြင်ချက်ယူဆချက်တွေပြောတဲ့အချိန်တွေမှာသုံးမှာဖြစ်ပါတယ်